ချင်းမိတ်ဆွေတင်ငယ်ချင်းများအားလုံးကိုမင်္ဂလာပါလို့ကျွန်တော်အောင်ကိုကနှုတ်ဆက်ပါတယ်เนาะကျွန်တော်ရဲ့ချင်းမိတ်ဆွေတွေ10လုံးပြည့်460ဆိုတဲ့ခွေဘူးကိုကျွန်တော်မိတ်ဆွေတွေကဆက်ထိုးမယ်ဆိုရင်တော့ဒီမနေ့66မှာထိုင်ရကြမှာပေါ့နော်မထိုးတဲ့လူကတော့မရဘူးပေါ့ကျွန်တော်ကတော့64ဖြစ်ရှင်တာ64မဖြစ်သွားဘူး66တဲ့ဒီဘောလေးသူပြီးတာပဲယူလိုက်ပေါ့ကျွန်တော်မိတ်ဆွေတွေကျွန်တော်ပြောပြမယ်နော်မနက်ပိုင်းမှာဦးရှင်းပြီးရင်သူ့ရဲ့ဆက်ပြီးတော့မွေးခွေရမယ်အခွေကကျွန်တော်ပြောပြမယ်နော်6ရက်ပါဝါ1ရက်နက်ခတ်10 1ရှင်း6ရက်နက်ခတ်က9ရက်ပါဝါလေး9လေး1ရှင်း9လေးဆိုတာသူကခွေဘူးနဲ့ရှင်းမယ်နော်ဒီကျွန်တော်တို့ဒီကြာတာပရိညနေကနေစပြီးနောက်ပတ်ထိဆက်ကစားမယ်နော်အဲ့ဒီအခွေအပြီးွားရင်အခုကြာလာတဲ့66ကတောင်9လုံးကကြာတာနော်နှစ်9 6 6 4ဆိုတဲ့တောင်9လုံးကနေ66လို့ပူးပြီးတော့မနက်မှာရှင်းတယ်နော်အဲ့လိုမျိုးရှင်းလို့ရှိရင်သူ့အပေါ်ကတောက်4တောက်ကကနန်း4လုံးကဘာရှိလဲဆိုတော့6 9 9 6တဲ့အဲ့ဒါ6 9ခွေဘူးပြန်ကစားရမယ်နော်ကျွန်တော်မေးစီ6 9 6 9ကခွေဘူးပြန်ကစားရမယ်ပြီးွားရင်1 8 4 9ဆိုတာကသူကခွေဘူးနဲ့ကစားရမယ်ဟုတ်တော့လားကျွန်တော်မိတ်ဆွေတွေကိုကျွန်တော်ကဒီကြာတာပတိနေ့ညနေမှာအခုရအကြိုက်လေးပြောပြပါဆိုရင်တော့မနဲ့ပူးပြီးညနေပြန်ပူးမယ်လို့တော့ထင်တာပေါ့နော်လေးနော်ဒီညနေကျွန်တော်ကြိုက်ပရိတ်စစ်ပေါ့ဗျာလေးပရိတ်စစ်ကိုကျွန်တော်ကြိုက်တယ်ကဲအားလုံးအဆင်ပြေကံကောင်းကြပါစေလို့ကျွန်တော်အောင်ကူကဆုတောင်းပေးလိုက်ပါအားလုံးဘိုင်